ပြီးတော့တေဆုံးနှုန်းမြင့်တက်တဲ့ယောဂဖြစ်တဲ့အတွက်အင်မတန်မှစိုးရင်ရတဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံကိုဒီယောဂရောက်လာနိုင်လားဆိုရင်မေးခွန်းဖြေရမယ်ဆိုရင်တော့ဒီမြေတုပ်ကွေးယောဂတဲ့မူလဇာတိချက်ကျွေမွေးရဲ့မြေသည်မြန်မာနိုင်ငံရန်ကုန်မြို့ပဲဖြစ်ပါတယ်1912ခုနှစ်မှာစိတ်လို့မြန်မာနိုင်ငံရန်ကုန်မြို့အထူးသဖြင့်ရန်ကုန်ဆေးရုံကြီးမှာpathologist ပေါ့နော်ယောဂဗေဒပညာရှင် Alfred Whitmore လို့ခေါ်တဲ့သူကဒီမြေတုပ်ကွေးဖြစ်စေတဲ့ယောဂပိုးပေါ့နော်အဲ့ဘက်တီးရီးယားပိုးစပြီးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ Okay မင်္ဂလာပါကျွန်တော်ဒီခေါက်မှာတော့ထိုင်းနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့မြေတုပ်ကွေးယောဂနဲ့ပတ်သက်ပြီးတော့ဆရာမတယောက်ရဲ့ရှင်းပြချက်လေးကို sharing လုပ်ပေးတော့မှာပဲဖြစ်ပါတယ်။မင်္ဂလာပါဒေါက်တာစိတ်ပါအခုဆိုရင်စိတ်တို့ရဲ့အိမ်နီးချင်းနိုင်ငံယူရီးယားနိုင်ငံမှာဆိုရင်တော့သူတို့အစိုးရကဆိုရင်တော့မြေတုပ်ကွေးယောဂနဲ့ပတ်သက်ပြီးတော့အများပြည်သူတွေကိုသတိပေးလိုက်ဖြစ်ပါတယ်ဒါကြောင့်မလို့စိတ်တို့နိုင်ငံကိုအချိန်မရွေးရောက်လာနိုင်တဲ့မြေတုပ်ကွေးယောဂနဲ့ပတ်သက်ပြီးတော့ဆင်ရပြပြပေးသွားမှာဖြစ်ပါတယ်မြေတုပ်ကွေးယောဂသည် melioidosis လို့ခေါ်ပါတယ်ဘက်တီးရီးယားကြောင့်ဖြစ်တာပါ Burkholderia pseudomyelitis လို့ခေါ်တဲ့ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ယောဂဖြစ်ပါတယ်ဘာကြောင့်ဒီယောဂကိုကူးစက်တာလဲဆိုရင်တော့ဒီဘက်တီးရီးယားပိုးမွှားရှိတဲ့မြေကြီးတို့ရေတို့ကိုဓာတ်ရိုက်ထိတွေ့ကိုင်းမိတဲ့အခါမျိုးမှာဖြစ်စေကိုယ့်ရဲ့လက်တွေခန္ဓာကိုယ်မှာပေါက်ပြဲဒဏ်ရာတွေရှိတဲ့အခါမျိုးမှာခုနမြေကြီးတွေရေတွေနဲ့ထိတွေ့မိတဲ့အခါမျိုးမှာဖြစ်စေကူးစက်တတ်တယ်နောက်တစ်ခုကကြတော့ဒီဘက်တီးရီးယားရှိတဲ့လေဘယ်လိုလဲအမှုန်အမွှားတွေပေါ့နော်အဲ့ဒါတွေကိုရှူရှိုင်းမိတဲ့အခါမျိုးမှာလည်းဖြစ်တတ်တယ်ယောဂပိုးမွှားရှိတဲ့မတန်ရှင်းတဲ့ရေတွေအစားအသောက်တွေကိုစားတောက်မိတဲ့အခါမျိုးမှာလည်းဖြစ်တယ်ဆိုတော့အရင်တော့စိတ်လို့သိတဲ့ COVID-19 တို့လိုမျိုးဆိုရင်တော့ဒီအသက်ရှူကနေတဆင့်ပဲကူတာဒီယောဂကတော့အဲ့လိုမဟုတ်ဘူးစားတောက်တာလည်းကူတယ်ထိတွေ့မှုကလည်းကူတယ်အဲ့ဒါအသက်ရှူလမ်းကြောင်းကနေလည်းကူတဲ့ယောဂတစ်ခုဖြစ်ပါတယ်ပြီးတော့တေဆုံးနှုန်းမြင့်တက်တဲ့ယောဂဖြစ်တဲ့အတွက်အင်မတန်မှစိုးရင်ရတဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံကိုဒီယောဂရောက်လာနိုင်လားဆိုရင်မေးခွန်းဖြေရမယ်ဆိုရင်တော့ဒီမြေတုပ်ကွေးယောဂတဲ့မူလဇာတိချက်ကျွေမွေးရဲ့မြေသည်မြန်မာနိုင်ငံရန်ကုန်မြို့ပဲဖြစ်ပါတယ်1912ခုနှစ်မှာစိတ်လို့မြန်မာနိုင်ငံရန်ကုန်မြို့အထူးသဖြင့်ရန်ကုန်ဆေးရုံကြီးမှာpathologist ပေါ့နော်ယောဂဗေဒပညာရှင် Alfred Whitmore လို့ခေါ်တဲ့သူကဒီမြေတုပ်ကွေးဖြစ်စေတဲ့ယောဂပိုးပေါ့နော်အဲ့ဘက်တီးရီးယားပိုးစပြီးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့သူဒီအရှေ့တောင်အာရှနဲ့ယင်းနီးပြီးသားမြန်မာနိုင်ငံနဲ့ယင်းနီးပြီးသားအကောင်ပဲဖြစ်ပါတယ်စိတ်တို့ရဲ့ဆွေတော်မျိုးတော်ဆွေဟောင်းမျိုးဟောင်းကြီးပဲဖြစ်ပါတယ်နော်အဲ့အနေမှာတစ်စင်တခြားတောင်အာရှတွေတခြားကမ္ဘာအရဲကိုပြန့်နှံ့သွားတာပဲဖြစ်ပါတယ်အဲ့တော့သူဒီမြေကြီးရဲ့ဟိုးအောက်တင်မှာအဲ့ယောဂပိုးမှရှိနေနိုင်တာအကြောင်းမျိုးမျိုးကြောင့်ဆိုပါစို့ရေကြီးတာတို့မြေပြိုတာတို့မှုန်တိုင်းဖြစ်တာတို့ကြာဒီအောက်ကရှိရဲ့ဘက်တီးရီးယားပိုးကနေပြီးတော့မြေပေါ်ကိုရောက်လာပြီးတော့စိုက်ပျိုးရေးလုပ်တဲ့သူတွေလယ်သမားတွေ construction လုပ်တဲ့သူတွေဒီလိုလူတွေမှာလာပြီးတော့ကူးစက်တာမျိုးပဲဖြစ်ပါတယ်သူ့ရဲ့ယောဂလက္ခဏာကတခြားသောယောဂတွေရဲ့ယောဂလက္ခဏာနဲ့အင်မတန်တူတယ်ဒါကြောင့်မလို့စိတ်တို့ကလူတယောက်ဖျားနာပြီးဟေ့ဆိုရင်မြေတုပ်ကွေးဟုတ်လားမဟုတ်လားဆိုတော့ပြောဖို့အင်မတန်ခက်ပါတယ်အဲ့တော့သူ့ရဲ့လက္ခဏာတွေကဘာလဲဆိုအဖျားကြီးမယ်ခေါင်းကိုက်မယ်ကိုယ်တွေလက်တွေနာမယ်ချောင်းဆိုးမယ်ရင်ဘတ်အောင်မယ်ပိုင်းအောင်မယ်အဲ့တော့သူကတုပ်ကွေးယောဂနဲ့လည်းတူပြန်တယ်အဲ့တော့စိတ်တို့ကအဆုတ်တက်မှန်ရင်ဘတ်တက်မှန်ရိုက်ကြည့်လိုက်တဲ့အခါကျရင်အဆုတ်မှာတွေ့ရတဲ့တွေ့ရှိချက်တွေဒီ TB အဆုတ် TB မှာတွေ့ရတာနဲ့သူကတူတယ်အဲ့တော့စိတ်တို့က TB နဲ့လည်းမှားနိုင်တယ်နောက်တစ်ခုကသူကအနာတွေဖြစ်တယ်အနာတွေဖြစ်တယ်ချို့ကြတော့ပြည်တယ်နာတွေအလုံးကျိတ်တွေပါဖြစ်တတ်တယ်အဲ့တော့ပြည်တယ်နာတွေလည်းဖြစ်တယ်အဲ့ပြည်တယ်နာကအရေပြားမှဒီမကောက်ခန္ဓာကိုယ်အတွင်းပိုင်းအသေးတို့ကြောက်ကက်တို့ဘေလုံးလို့ပေါ့အဲ့လိုနေရာတွေမှာလည်းဖြစ်တယ်နောက်ဒူးတို့အယိုးတို့ဒူးစစ်တို့အယိုးတို့မှာလည်းဖြစ်တယ်ဘယ်ထိသွားနိုင်လဲဆိုအုံနောက်ထိဒီပြည်တယ်နာတွေကဖြစ်လာနိုင်တာကြောင့်မလို့အင်မတန်မှကြောက်ဖို့ကောင်းတဲ့ယောဂတွေဖြစ်ပါတယ်အဲ့တော့အုံနောက်ထိရောက်သွားတာဖြစ်တဲ့သူ့ယောဂလက္ခဏာတွေကစိတ်ကူးနာပြောတဲ့တုပ်ကွေးယောဂလက္ခဏာတွေအပြင်ချောင်းဆိုးတာတွေအပြင်ဘာတွေဖြစ်လာနိုင်လဲအုံနောက်ထိပါရောက်မယ်ဆိုရင်တော့လူကကြောင်ကတန်းတွေနော်အဲ့လိုမျိုးတွေဖြစ်လာနိုင်တယ်တက်တာတွေဘာတွေအထိပါဖြစ်လာနိုင်ပါတယ်အဲ့ဒါကြောင့်လူတယောက်ကဖျားပြီးနာပြီးဟေ့ဆိုရင်တုပ်ကွေးလား TB လားဒီမြေယူရိုတာမန်ပေါ့တမန်ငယ်ရှင်ကမြေတုပ်ကွေးလားတမန်ငယ်ရှင်ကတုပ်ကွေးလားမြေတုပ်ကွေးလားဆိုတာသိဖို့ခက်ပါတယ်ဒါပေမဲ့ history ကိုပြန်ကြည့်လိုက်ပြီးခဲ့တဲ့ရက်အနည်းငယ်ကဒီမြေကြီးတွေဟိုလေယာမြေတွေကိုထိတွေ့ကြိုက်ထားတာလားဒါမှမဟုတ်မြေတုပ်ကွေးဖြစ်တဲ့အရက်တွေတောက်တွားထားတဲ့ဒူလားပေါ့စသဖြင့်အဲ့လိုမျိုးလူကဖျားတဲ့နားတယ်ဆိုရင်တော့စိတ်တို့ကတခြားသောဟိုယောဂတွေအပြင်မြေတုပ်ကွေးကိုပါထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ်เนาะအဲ့တော့ဒီယောဂကနောက်တစ်ခုကသွေးစိတ်တက်တယ်သွေးထဲကိုဒီဘက်တီးရီးယားပိုးကရောက်ပြီဆိုရင်ဆက်ပီစီမီယာလို့ခေါ်တဲ့သွေးစိတ်တက်တာမျိုးတွေထိပါဖြစ်လာနိုင်ပါတယ်သူကထိတွေ့ပြီးတော့တပတ်ကနေ3ပတ်တွေမှာယောဂလက္ခဏာတွေပေါ်လာနိုင်တယ်ယောဂလက္ခဏာတွေပေါ်လာနိုင်ပြီးတော့စိတ်တို့ကအရင်ဆုံးသူ့ထိုးဆေးပေါ့နော်ပိုးသက်ဆေးပေါ့ပိုးသက်ဆေးထိုးဆေးနဲ့စိတ်တို့ကအရင်ဆေးကုသမှုပေးရ2ပတ်ကနေပြီးတော့10ပတ်အထိသူကထိုးဆေးပေးရထိုးဆေးပေးပြီးဆိုရင်ဘာလုပ်ရလဲဆိုတောက်ဆေးက3လကနေ6လပေါ့နော်ပိုးသက်ဆေးအဲ့လိုတောက်တော့မှသာလေဒီယောဂအမြင့်ပြတ်ပျောက်ကင်းမှာဖြစ်ပါတယ်အဲ့တော့မြေတုပ်ကွေးဖြစ်တာကိုတိတိကျကျအမြင့်ပြတ်အောင်မကုဘူးဆိုရင်သူကထပ်ဖြစ်နိုင်တယ်တိတိကျကျကောင်းသွားတဲ့တိကျကုထားတဲ့သူတွေတောင်မှသူဒီအသက်အန္တရာယ်ကိုစွန့်ရတာဖြစ်တာကြောင့်မလို့စိတ်တို့ကမပေါ်တင်ဘူးသူ့ရဲ့ potassium course ကိုကောင်းတောက်တင်တယ်စိတ်ပူရတဲ့အချက်ကဘာလဲဆိုတော့
သူကဘယ်လိုလူတွေဖြစ်တယ်လဲပေါ့နော်အဲ့မေကွန်းကိုအဖြစ်များလဲဆိုခုနကလည်းပြောပြီးပြီနော်စိုက်ပျိုးရေးလုပ်တဲ့သူတွေမွေးမြူရေးလုပ်တဲ့သူတွေ construction လုပ်တဲ့သူတွေအဲ့လိုလူမျိုးတွေမှာဖြစ်တဲ့တချို့ကြောက်လဲဒီမတန်ရှင်းတဲ့ရေတွေမှာရေကူးကန်မှာရေကန်တွေအင်းအိုင်ကန်ချောင်းတွေပါနော်မြေပြိုရဲ့ရေကြီးတယ်အဲ့လိုနေရာတွေမှာရေကူးမိသွားတဲ့ရေကူးခဲ့တဲ့သူတွေအဲ့လို history ရှိတဲ့သူတွေမှာကုတက်တယ်နောက်တစ်ခုတော့ကျတော့သူဒီအသက်ကြီးရဲ့သူတွေဘာလို့လဲဆိုတော့သူက immunosuppression ပေါ့ကိုခံအားနည်းတဲ့သူတွေမိသူပဲဆိုဖြစ်နိုင်တယ်အဲ့တော့လူကြီးတွေလည်းပါသွားတာပေါ့ကြောက်ရတာကဘာလဲဆိုတော့စီးကျုပ်သမားတွေနာတာရှည်ကြောက်ကယောဂရှိတဲ့သူတွေနာတာရှည်အဆုတ်ယောဂရှိတဲ့သူတွေဒီလိုလူတွေကမြေတော်ကွေးဖြစ်ဖို့အတွက်ပို့ပြီးတော့ risk ပိုများတယ်ပို့ပြီးစိုးရင်ရတဲ့သူတွေပဲဖြစ်ပါတယ်အဲ့တော့စိန်တို့ကဘယ်လိုပြောမလဲအရန်ထိရှလွယ်တဲ့ group တွေဆိုရင်ခုနပြောတဲ့သူတွေကပို့ပြီးတော့တတိထားရမှာပဲဖြစ်ပါတယ်အဲ့လိုလူမျိုးတွေကနေထိုင်မကောင်းဖြစ်ပြီးဖျားပြီးနာပြီးဆိုရင်မပေါ်တင်ဘူးပြီးခုနပြောလို့ပေါ့နော်ယောဂဖြစ်ထားတဲ့နေရာဒေသကနေပြန်လာတဲ့သူတွေဒီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဆိုပို့ပြီးတတိထားရမယ်အဲ့တော့မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတော့ဒီစိုက်ပျိုးရေးလုပ်တဲ့အခါမွေးမြူရေးလုပ်တဲ့အခါမြေတဲရေတဲတွေတွားတဲ့အခါဆိုရင်တော့ခြေတန်းရှည်ဘယ်လိုပြောလဲတန်းရှည်ဘူးကြီးလေတာဘူးကြီးအရှည်တွေဝစ်မယ်လက်အိတ်တွေဆိုလည်းအရှည်ကြီးတွေတရှာဝစ်မယ် mask တွေဘာတွေတက်မယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့အရေးပြားမှာခြေတွေလက်တွေမှာအပေါက်ပြဲတွေရှိရဆိုရင်တတိချာပလာစတာတွေနဲ့အုပ်ထားကာရမတော်တဆဒဏ်ရာရတယ်ဝင်သွားတယ်မတန့်ရှင်းတဲ့ဟောင်းကိုင်းပြီးရထိတွေ့မိရဆိုချင်းလက်ကိုရေနဲ့ဆက်ပြားနဲ့စနစ်တကျပြန်ဆေးဖို့အင်မတန်မှအရေးကြီးပါတယ်သူဒီပိုးသက်ဆေးဘက်တီးရီးယားကြောင့်ဖြစ်တာများသောအားဖြင့်တုပ်ကွေးတွေဒီ virus infection ပေါ့ virus ကြောင့်ဖြစ်တာများပေမဲ့ဒီမြေတုပ်ကွေးကတော့ဘက်တီးရီးယားကြောင့်ဖြစ်တာအဲ့တော့စိတ်မြန်မာနိုင်ငံပြည်သူတွေက10ရောက်မှာ17ရောက်လောက်ကကိုယ့်ဘာကိုပိုးသက်ဆေးအလိုလိုအွန်ထားတဲ့သူတွေနည်းနည်းပါချောင်းစွလို့လဲချောင်းနိုင်အမောင်ဆဆလင်းကတောက်ပြီးဝမ်းလေးသွားပြီဆိုရင်ကိုယ့်ဘာကိုပိုးသက်ဆေးတွေကရှောက်အွန်ထားတဲ့သူတွေများပါတယ်အဲ့တော့မြန်မာနိုင်ငံမှာကတောင်ပိုးသက်ဆေးဆိုမတိုးကြတာများတယ်တချို့ဆိုရင်ပိုးသက်ဆေးအမြင့်စားကြီးတွေပါကိုယ့်သဘောနဲ့ကိုယ်တောက်ထားတာမျိုးတွေစိတ်တွေ့ရတယ်ကြားရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ပိုးသက်ဆေးရင်ပါတဲ့ပြဿနာတွေဆေးမတိုးတာတွေဖြစ်လာမှဆိုးတယ်မြေတုပ်ကွေးဖြစ်ခဲ့ကုသအခက်ခဲတာမျိုးတွေဖြစ်မှာတော့စိတ်ကတော့စိတ်ပူမိပါတယ်ဒါကြောင့်မလို့ဒီကာလမှာကိုကဘယ်လိုပြောမလဲကျန်တဲ့အချိန်မှာတော့မပြောလို့ပေမဲ့အခုလိုအချိန်ခါမျိုးမှာအိန္ဒိယနိုင်ငံနဲ့ဘန်ကောက်နဲ့စိတ်နှွေမြန်မာနိုင်ငံဆိုတာလည်းအဝင်ထွက်အင်မတန်မှများနေတဲ့ကာလမျိုးမှာဒီအထိုင်းအစိုးရကတောင်ဝန်နေပေးထားတဲ့ဒီယောဂကိုဖြစ်အဲ့ကာလဖြစ်တာမလို့မြန်မာနိုင်ငံမှာအခုချိန်ဖျားမိနာပြီးအထူးသဖြင့်ကျေးလက်ဒေတာတွေစိုက်ပျိုးမှုမျိုးတွေလုပ်တဲ့သူတွေဖျားပြီးနာပြီးဟေးဆိုရင်ကိုယ့်ဘာပါရာစီတမောတောက်ပြီးနေတာမျိုးမဟုတ်ပဲနဲ့စေုံစေကန်သွားဆရာဝန်တွေနဲ့တိုင်ပြီးမြေတော့ကွေးဟုတ်လားမဟုတ်ဘူးလားဆိုတာတေချာစစ်ဆေးပါဒါကို exclude လုပ်ပါကိုကဒီ construction လုပ်တဲ့သူတွေလည်းတတိထားမှာပေါ့နော် engineer တွေဆောက်လုပ်ရေးလုပ်ငန်းဝင်မှာလုပ်တဲ့အလုပ်သမားတွေဒါအားလုံးတတိထားဖို့အရေးကြီးပါတယ်အဲ့တော့မြေတော့ကွေးဒီအသက်အန္တရာယ်စိုးရိမ်နိုင်ပါတယ်ကြောက်ရပါတယ်တေဆုံးနှုန်းများတဲ့ယောဂတစ်ခုဖြစ်ပါတယ်သူဒီစိတ်နှုတ်မြန်မာနိုင်ငံမှာပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ဘက်တီးရီးယားပိုးဖြစ်တာကြောင့်မလို့မြန်မာနိုင်ငံနဲ့မစိမ့်တဲ့ယောဂဖြစ်ပါတယ်သူဒီမြေအောက်ဟိုးအောက်ကြီးအတွင်းမှာရောက်ရှိနေနိုင်တာဖြစ်တဲ့ကြောင့်မလို့အခုလိုမျိုးမြေပြိုရေကြီးပါညာမျိုးခါမျိုးဆိုအပေါ်ရောက်လာတာဖြစ်ပါတယ်တခါလေကြာရင်သူကသူ့ရဲ့ယောဂဘာနဲ့ဆက်ရတာလဲဆိုသွေးတို့စီးတို့တလိပ်တို့ဒါတွေကိုဆက်ရတာအဲ့တော့ဆက်ရတာ test ကခါလေကြာရင်ကြာနိုင်တယ်နော်ဒီနေ့စစ်ဒီနေ့သိရတာမျိုးမဟုတ်ဘူးအဲ့တော့ကြာနိုင်တာဖြစ်တဲ့အတွက်သွေးဖေရမှဆေးကူတာမျိုးလုပ်လို့ကအဆင်မပြေဘူးအဲ့တော့ယောဂနောက်ကြောင်းကြည့်ကြည့်လိုက်ဒီလိုမျိုးကိုကထိတွေ့မှုတွေရှိတယ်ကိုယ့်ရဲ့လက္ခဏာတွေကလည်းသူ့လက္ခဏာလေးနဲ့တူနေတယ်အဲ့လိုလူမျိုးဆိုရင်တော့စိတ်တော့မြေတိုးကွေးလို့ယူဆပြီးတော့ကုသမှုတွေလုပ်ရမှာပဲဖြစ်ပါတယ်။အဲ့တော့အားလုံးလည်းဒီကာလမှာမပေါ့စေချင်ဘူး။ဘာယောဂပဲဖြစ်ဖြစ်ကိုမဲ့စားဆရာဝန်တွေနဲ့တက်ကြွတဲ့သူတွေနဲ့တိုင်ပင်ပြီးတော့မှလောက်ပါပြီးအရေးကြီးတာအခုချိန်မှမဟုတ်ဒါဒီ12ရာသီလုံသတိထားမယ့်ချက်ကဘာလဲဆိုတော့ပိုးသက်ဆေးနဲ့ပတ်သက်ပြီးကိုယ်သဘောနဲ့ကိုပိုးသက်ဆေးစားတတ်တာကိုယ်သဘောနဲ့ကိုပိုးသက်ဆေးရက်တာပြောင်းတာတွေဘတော်မှမလုပ်ပဲနဲ့ဆရာဝန်ညွှန်ကြားချက်တိုင်းတောက်ပါဆရာဝန်တောက်ခိုင်းမှတောက်ဆရာဝန်ရက်ခိုင်းမှရက်တာမျိုးလုပ်ပါလို့ဆရာမြစ်တာစကားလေးဖြည့်ဆွဲပြီးတော့ပြောလိုက်ရပါစေရှင့်